ခိုင်နိုင်ငံတော်အတွက်ကိုကာကွယ်မဲ့အင်အားစုသစ်တွေဖြစ်လာမဲ့ဟာဖြစ်တဲ့အတွက်နော်ကျွန်တော်အနေနဲ့မြန်မာပြည်လုံးအတိုင်းအတာကိုကျွန်တော်ကြည့်မယ်ဆိုရင်မဟာဗျူဟာမြောက်နော်ကျွန်တော်ရှေ့မှာတင်ပြခဲ့တဲ့နံပါတ်1အချက်ဖြစ်တဲ့စစ်ကောင်စီကစင်စက်မပြတ်စခတ်သစ်တွေရတာကိုဖြတ်လိုက်တာဖြစ်တဲ့အတွက်တကယ်ကိုလေးစားစရာကောင်းတဲ့အမျှော်မြင်ကြီးတဲ့လှုပ်ဆောင်မှုတစ်ခုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့တိုင်းရင်းသားဘောင်းဆောင်ဒီလှုပ်ဆောင်ချက်ကိုကျွန်တော်တူလေးချာချာလေးဝိုင်းပြီးတော့နော်လေးလာပြီးတော့ကိုယ်အနေနဲ့ကိုယ်ဒေသနဲ့လိုက်လျောညီထွေမဲ့ဟာတွေကိုလှုပ်ဆောင်ခြင်းအပြင်စစ်ကောင်စီကိုစစ်ခတ်အသစ်တွေမရအောင်လှုပ်ဆောင်မှုလိုတယ်ဆိုတာကိုချစ်ဆက်တင်ပြခြင်းပါဒီဆိုပါအမှန်တရားဖွေရှာအာရခမီဒီယာကကြိုးစားပါတယ်ခင်ဗျကျွန်တော်တို့ဒီနေ့အာရခမီဒီယာကနေပြီးတော့တင်ဆက်သွားမှာကတော့ဥပဒေပညာရှင်တဦးလည်းဖြစ်တယ်မြန်မာနိုင်ငံရေးတက်ကြလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ဆရာမျိုးထိုက်တန်သိန်းနဲ့ကျွန်တော်တို့တွေ့ဆုံမြင်မြန်သွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအားလုံးကိုဆရာမျိုးထိုက်တန်သိန်းရဲ့လက်ရှိတော်လှန်ရေးနိုင်ငံရေးအခြေအနေတွေနဲ့ကျွန်တော်တို့အနာဂတ်အခြေအနေတွေကိုကျွန်တော်မြန်မာပြည်သူပြည်သားတွေပေါ်တင်ဆက်သွားစီလို့တာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကျွန်တော်တို့အာရခမီဒီယာကနေပြီးတော့အထူးဝမ်းမြောက်ဝမ်းသာစွာကြိုးစားပါတယ်ခင်ဗျာအခုလိုလာရောက်ပေးတဲ့အတွက်ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်ဖိတ်ကြားတဲ့အတွက်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဒါဆိုရင်ဆရာအနေနဲ့ဒီလက်ရှိမြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်ကောင်စီအပေါ်အမြင့်ပြတ်တော်လှန်ရေးကိစ္စပေါ့လေအဲ့ဒီကျွန်တော်တို့လာတဲ့ဒီမန်ကိန်းဒီကပေါ်မှာဆရာအနေနဲ့ဘယ်လိုမျိုးသုံးသပ်ရှုမြင်ပါလဲခင်ဗျဆိုတော့ဒီတော်လှန်ရေးပေါ့ဗျာကျွန်တော်တို့မြန်မာပြည်အပိုင်းမှာကတိုင်းသားတော်လှန်ရေးနဲ့ကျွန်တော်ຫນွေဦးတော်လှန်ရေးနှစ်ပိုင်းရှိတာပေါ့နော်ဆိုတော့တိုင်းသားတွေကတော့ငကိုတဲကမိမိတို့ရဲ့ရွေးချယ်မှုနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နော်နောက်တစ်ခါကျတော့ဒန်းတူညီများခွင့်ဒီဟာတွေအတွက်ကို Federal ခွင့်ရေးတွေအတွက်ကိုငကိုတဲကလက်နဲ့ဆွဲကင်ပြီးတော်လှန်နေကြသူတို့ကရွေးချယ်မှုနဲ့တော်လှန်ကြတာဆိုတော့ຫນွေဦးတော်လှန်ရေးကြတော့အဲ့လိုမဟုတ်ဘူးဗျຫນွေဦးတော်လှန်ရေးကြတော့ရွေးချယ်ခွင့်ကိုမရှိဘူးရွေးချယ်ခွင့်မရှိတဲ့အခါကျຫນွေဦးတော်လှန်ရေးလို့ပြောလို့ရှိရင်အဓိကအားဖြင့်တော့ကျွန်တော်တို့ဒီဗမာပြည်မတွေပါမယ်ပေါ့နော်နောက်ဗမာပြည်လုံးနဲ့တော့သက်ဆိုင်တာပေါ့ဆိုတော့ရွေးချယ်ခွင့်မရှိတဲ့တော်လှန်ရေးတစ်ခုဖြစ်သွားတယ်ဆိုတော့ဒီအမေတော်အောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့အရသာအစိုးရနဲ့နော်85ရာခိုင်နှုန်းနဲ့ကိုဒီမြန်မာပြည်မှာအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ခေါင်းစဉ်အောက်မှာဒီစစ်တပ်ကိုတောင်းဆိုသမျှကိုလိုက်လျောပြီးလုတ်ပေးနေတန်လန်းကနေပြီးတော့စစ်ကောင်စီသည်နော်အကြမ်းဖက်စစ်တပ်သည်အကြမ်းဖက်စစ်တပ်ပြီးမြန်မာပြည်မှာလူကိုလူလို့မမြင်တဲ့ခါကျတော့သူတို့အာဏာလုလိုက်တဲ့အခါကျတော့တရားမျှတမှုကိုလူလားတဲ့မတရားမှုကိုမလူလားတဲ့ဂျန်စည်းတွေဥဆောင်ပြီးတော့တော်လှန်ကြတာဒါကြောင့်ရွေးချယ်ခွင့်ကိုမရှိတာဟုတ်ပါရွေးချယ်ခွင့်မရှိတဲ့အခါကျတော့ကျွန်တော်တို့ဒီဟာကမဖြစ်မနေဘူးကျွန်တော်တို့တော်လှန်ကြရတယ်ဒီလိုတော်လှန်ရတဲ့အနေအထားကျတော့ဒီနှစ်ခုကတော့အနှစ်သာရတော့ကွာတယ်သို့တော့ငကိုတွေကယူရချက်ရှိเนาะကျွန်တော်တို့ဒီခုနက Federal ခွင့်ရေးတွေရဖို့တော်လှန်နေတဲ့တိုင်းသားတော်လှန်ရေးတွေရဲ့ဒီဘက်ကမဖြစ်မနေအခြေအနေကြောင့်ကျွန်တော်တို့တော်လှန်ကြရတဲ့လူဦးတော်လှန်ရေးကပေါင်းဆက်သွားပြီးတော့အဲ့နှစ်ခုစလုံးမှာကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့မှာရွေးချယ်စရာလမ်းမရှိဘူးဟုတ်ပါကျွန်တော်တို့ဒီတော်လှန်ရေးကြီးကိုအောင်မြင်မှုကိုအရယူခြင်းမှတပါအခြားမရှိဘာကြောင့်လဲဆိုတော့သူတို့ရှိနေတွေ့ဒီမှာမြန်မာပြည်မှာပြည်သူတွေအကုန်လုံးကဒုက္ခရောက်မယ်လူငရဲကိုရောက်မယ်လူပြည်သားအနေထားမှာမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်တို့ကအောင်မြင်မှုကိုအရယူကြပြီးတော့မြန်မာပြည်ရဲ့အနာဂတ်ကိုလှပအောင်ဖော်ဆောင်ရမယ့်အနေအထားဖြစ်နေတယ်ဆိုတာကိုတော့ဥဆောင်ပဏာမတင်ပြခြင်းပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဒါဆိုရင်ဆရာအခုကျွန်တော်တို့ဒီတော်လှန်ရေးရဲ့မြန်မာတပြည်လုံးတော်လှန်ရေးရဲ့ဥဆောင်ဥရွက်ဖြစ်နေတဲ့ NUG ရဲ့တော်လှန်ရေးလှုပ်ဆောင်ချက်တွေကိုရောအားရကျေနပ်မှုရှိပါသလားပြီးတော့ဒီစစ်တပ်ကိုအမြင့်ပြတ်ဖို့အတွက်ဘယ်လိုမျိုးရှေ့ဆက်ပြီးတော့အကြံဉာဏ်မျိုးတွေဆက်စီမှာရှိပါလဲဟိုပြောချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆိုတော့ဒီနေရာမှာလေဘုဘလင်းပြောရရင် NUG ဆိုတာကတော့ National Unity Government ပေါ့လေနော်အမျိုးသားညီညွတ်ရေးအစိုးရဆိုပြီးနာမည်ခံထားတယ်ဒါပေမဲ့လက်တွေ့ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်မြန်မာတပြည်လုံးကိုသူကလွှမ်းခြုံသလားဆိုတာကိုယ့်ဘာကိုမေးရမှာဖြစ်တယ်ဆိုတော့တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရောတိုင်းသားခေါင်းဆောင်တွေရော NUG ကိုသူတို့ရဲ့အထက်မှာရှိတဲ့ဗဟိုအစိုးရအနေနဲ့လက်ခံသလားဒါကိုအရင်ဆုံးကျွန်တော်တို့ကမေးခွန်းထုတ်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးလက်မခံဘူးဆိုလို့ရှိရင် NUG အနေနဲ့လည်းမိမိကိုယ်ကိုမိမိအမှန်တိုင်းရှုမြင်သုံးသပ်မှသာကျွန်တော်တို့ကချင်းကပ်ပုံချင်းကပ်နည်းတွေမှန်ပြီးတော့ကျွန်တော်တို့လက်တွေ့လှုပ်ဆောင်တဲ့အခါမှာပို့ပြီးထိရောက်မယ်လို့ကျွန်တော်အနေနဲ့ကတော့မြင်တယ်ဆိုတော့ကျွန်တော်တူတဲ့အမြင်အရဆိုရင်တော့တိုင်းသားခေါင်းဆောင်ကြီးများတွေက
NUG ကိုကျွန်တော်တို့ဘ ਹੁ အစိုးရအနေနဲ့လက်ခံထားတယ်လို့ကျွန်တော်မမြင်ဘူး NUG ကိုသူတို့သတ်မှတ်ထားတာကဒါဗမာကိုစားပြုအဖွဲ့အနေနဲ့လို့သူတို့ကသတ်မှတ်ထားဖို့ရတယ်သို့တော့ဒီနေရာမှာကျွန်တော်ဖြစ်ဆွပြီးတင်ပြချင်တာကတိုင်းသားခေါင်းဆောင်ကြီးတွေအနေနဲ့လည်းဒါကိုသိချင်စဉ်းစားစီချင်တယ် NUG ကိုကျွန်တော်တို့ဗမာကိုစားပြုဆိုပြီးတော့တိုင်းသားခေါင်းဆောင်ကြီးတွေကကိုယ့်ဘက်ကိုမှတ်ယူထားတော့လေ NUG ကဗမာအားလုံးကိုလည်းကိုစားမပြုဘူးဆိုတာကိုလက်ရှိမြေပြင်အနေထားမှာကျွန်တော်တို့လက်တွေ့ကြည့်ရင်သိနိုင်တယ်ဘာကြောင့်လဲဆိုတော့ NUG အောက်မှာမရှိတဲ့လွတ်လပ်တဲ့လက်နက်ကိုင်ဖွဲ့တွေရှိတယ်ဗမာကိုစားပြုဖွဲ့တွေရှိတယ်အဲ့တော့တကယ်တော်လှန်ရေးကိုကျွန်တော်တို့ကနိုင်မယ်ဆိုလို့ရှိရင်အရှိအတိုင်းလက်တွေ့ကြကြချင်းကပ်သုံးသပ်မှသာအောင်မြင်မှုရမယ်ဒီတော်လှန်ရေးအောင်မြင်မှုဆိုလို့ရှိရင်တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေကော NUG ကော NUG အောက်မှာမရှိတဲ့ဗမာအဖွဲ့ခေါင်းဆောင်တွေရောအကုန်လုံးစုပေါင်းပြီးတော့เนาะကျွန်တော်တို့တွေညီညွတ်ညွတ်နဲ့လက်တွဲပြီးတော့တော်လှန်တိုက်ခိုက်မှလက်တွေ့ကြမှဒီတော်လှန်ရေးကအောင်မြင်မယ်လက်ရှိကတော့အဲ့ဒီအနေအထားထိမရောက်သေးဘူးဒါတော့ခုနဆရာရဲ့မိဘမှာ NUG ရဲ့ဥဆောင်မှုကိုအားရလားဆိုတော့အားမရဘူးအားမရလို့ NUG ကကျွန်တော်တို့ရဲ့ရန်သူလားဆိုတော့ NUG ဒီကျွန်တော်တို့မှန်မှန်ကန်ကန်ဒေါ်လာနေသေးကျွန်တော်တို့ရဲ့ရန်သူမဟုတ်ဟုတ်တော့เนาะကျွန်တော်တို့တကယ်လို့အမြင် NUG ဘက်ကရည်ရွယ်ချက်ရှိနဲ့အကျင့်ပြတ်ခြားစားမှုတွေရှိမယ်ဒေါ်လာရေးကိုအောင်မြင်အောင်မလုပ်ကနေရည်ရွယ်ချက်ရှိနဲ့နှောင့်နှေးအောင်လုပ်မယ်ဆိုရင်တော့ဒါဒီသူတွေဒီကျွန်တော်တို့ရဲ့ဟိုဒေါ်လာရေးရဲ့ရန်သူဖြစ်သလားဆိုတော့မိကွန်းထုတ်ရမှာဖြစ်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကအခုလောလောဆယ်ကျွန်တော်တို့၄နှစ်ကျော်ကာလကြည့်တဲ့အခါမှာ NUG ရဲ့ဥဆောင်မှုအခန်းကဏ္ဍကကျွန်တော်တို့အားရစရာမကောင်းဘူးအတိတ်မှာဆိုရင်တော့ကျွန်တော်တို့စိတ်ပြက်စရာကောင်းတာတွေဖြစ်ခဲ့တယ်အထူးသဖြင့်ခေါင်းဆောင်မှုမကောင်းဘူးစီမံခန့်ခွဲမှုမကောင်းဘူးမြေပြင်မှာရှိမနေဘူးနောက်ငွေကြေးအလဲသုံးစားမှုတွေဖြစ်တယ်ဆိုတဲ့ဟာတွေရှိတယ်နောက်ကလက်နက်တပ်ဆင်မှုအပိုင်းတွေမှာဖြစ်တဲ့အချိန်မှာဖြစ်တာမလုပ်ဘူးဆိုတာရှိတယ်နော်အာဂတိလိုက်စားမှုတွေရှိတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရတယ်တကယ်လို့များဓာတ်တွေကိုကျွန်တော်တို့ကအချိန်ပြီးအခုဆို၄နှစ်ကျော်သွားပြီဆိုတော့အချိန်တော်တော်နှောင်းလာသို့တော့ကျွန်တော်တို့ဘာမှမလုပ်ဘဲမပြင်ဘဲထားရတဲ့ဆိုလို့ရှိရင်အများဆုံးပြင်နိုင်တော့အကောင်းဆုံးပေါ့ဆိုတော့အခုနေမှာအများဆုံးပြင်ဆင်ပြီးတော့ NUG အနေနဲ့ငါအောက်ကိုမဝင်ငါရန်သူဆိုတဲ့ပုံစံမျိုးနဲ့လုံမဲ့အစားနော်ဆိုတော့ကျွန်တော်တို့မြေပြင်မှာတကယ်ရှိနေတဲ့ဗမာအပါဝင်နော်အထူးသဖြင့်ဆိုရင်တော့ကျွန်တော်ဗမာတွေပေါ့အညာတိုင်းရင်းသားတွေမြို့ဝကျွတ်ပေါ်တိုင်းရင်းသားတွေပေါ့နော်အကုန်လုံးကိုငါတို့တွေအကုန်လုံးမိဖက်တွေမဟာမိတ်တွေစုပေါင်းဥဆောင်မှုနဲ့သွားကြရအောင်ခမ ्या ကိုလည်းလေးစားတယ်အပြန်လည်းလေးစားမှုနဲ့သွားမယ်ဆိုတဲ့ဥဆောင်မှုကောင်းကောင်းနဲ့သွားမှရလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့မြင်တယ်ခမ ्या ဟုတ်ကဲ့ပါဆရာဆရာပြောတင်တဲ့အကြံပြုတင်တဲ့သဘောကတော့ NUG ကနေပြီး part of the အစိပ်ပိုင်းပေါ့ဒီဥဆောင်မှုမြန်မာတပြည်လုံးဟိုတပြိုင်တည်းနဲ့တော်လှန်နိုင်ဖို့အတွက်ဥဆောင်မှုပိုင်းထဲမှာ NUG ကသဘောကထိတ်ဆုံးကနေပြီးတော့ control လုပ်တဲ့အဖွဲ့မျိုးမဟုတ်ပဲねအဲ့ဒီအဖွဲ့အစည်းမျိုးရဲ့တစိမ့်ဒေသအနေနဲ့တကယ်တမ်းအဖြစ်အမှန်တိုင်းမြင်တင်တယ်လို့ဆရာပြောကြမှာလားခင်ဗျမှန်ပါတယ်ဗျဆရာစဉ်းစားကြည့်ပါလိမ့်တော့ဟိုကျွန်တော်တို့နာမည်အရသာအမျိုးသားညီညွတ်ရေးအစိုးရဆိုပြီးတော့ခံထားတော့လေဒီ NUG ရဲ့ဆုံးဖြတ်မှုနဲ့ဥဆောင်မှုနဲ့ AA ကိုလည်းလုပ်လို့မရတယ်လို့ KIA ကိုလည်းလုပ်လို့မရဘူး KNU ကိုလည်းလုပ်လို့မရဘူးဒါလက်တွေ့အမှန်တရားပဲဆိုတော့ဒါတိုင်းသားကောင်းဆောင်ကြီးတွေကလည်းသူတို့ဘာသူတို့တော်လှန်ရေးကိုကျွန်တော်တို့တိုင်းသားအခွင့်အရေးတွေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက်ငိုတွေကရွေးချယ်ထားတဲ့လမ်းကြောင်းဆိုတော့သူတို့ကိုလာပြီးတော့ငါတို့ကတော့လူငယ်အားများလို့ငါတို့ကတော့ရွေးကောက်ပွဲနိုင်တာလို့ဆိုပြီးတော့သွားပြီးဂုတ်ခွာစီနေဘူးမှလက်ခံမှာမဟုတ်ဘူးဒါအရှိတရားနောက်တစ်ချက်ကမနေ့တနေ့မှပေါ်လာတယ်နော်ဟိုဥစားပေါ့အဖွဲ့အစည်းအရက်သားအဖွဲ့ကလာပြီးတော့စစ်ရေးနိုင်ငံရေးစီးပွားရေးအကုန်လုံးခေါင်းဆောင်မယ်ဆိုတာကိုလက်မခံဘူးဆိုတာလည်းသဘာဝကျအဲ့တော့ကျွန်တော်တို့ကဒီဒေါ်လာရေးကိုအောင်ကျင်လို့ရှိရင်လက်တွေ့ကြကျွန်တော်တို့စဉ်းစားမှရမယ်အဲ့တော့ဒီဒေါ်လာရေးကိုအောင်ကျင်အောင်ဖို့နီလန်းတွေကိုအောင်ဖို့လုပ်နိုင်သူတွေနဲ့အောင်ဖို့လုပ်နိုင်မှာရအဲ့တော့ဒီအောင်ဖို့နီလန်းတွေဆိုတော့ခုနလိုပေါ့လက်တွေ့ကြကျွန်တော်တို့နော်ဟိုချင်းကတ်ချင်းဆိုတော့ကိုကိုလည်းပြန်ပြီးတော့တကယ်ကိုမူဝါဒပြတ်သားနဲ့ရှင်းရှင်းလင်းလင်းနဲ့ပေါ့နော်ငါမဝင်ငါရန်သူဆိုပြီးတော့မလုပ်ဘဲနဲ့အထူးသဖြင့်ဆိုကျွန်တော်တို့ဗမာဒေသမှာပေါ့နော်မလုပ်သင့်ဘူးလို့မြင်တယ်တကယ်လို့ NUG အနေနဲ့အဲ့လိုမျိုးလုပ်နေတာကိုမြင်လေကျန်တဲ့တိုင်းသားလူနည်းစုခေါင်းဆောင်တွေအနေနဲ့လည်းပြတ်သားတားဆီးဖို့လိုတယ်ဟန်တားဖို့လိုတယ်လို့ကျွန်တော်တို့တောင်းတင်ပြကြတယ်ဘာကြောင့်လဲဆိုတော့နောက်ဖေးမီးလောင်အိမ်ရှိမချမ်းသာဒါရှင်းရှင်းလေးပဲမြေပြတ်မှာအညာမှာတော်လည်းအောင်ခြင်းသည် KIA တော်လည်းအောင်ခြင်းဖြစ်တယ် KNU တော်လည်းအောင်ခြင်းဖြစ်တယ် AA တော်လည်းအောင်ခြင်းဖြစ်တယ်အဲ့တော့မြေပြတ်ဒေသမှာကျွန်တော်တို့တကွဲတပြားစီဖြစ်နေတာဒီတခိုင်းပြည်လုံးတော့မကောင်းတယ်လို့မြေပြတ်ဒေသမှာကျွန်တော်တို့အာဏာရှင်လက်သက်တွေပေါ်ပေါက်လာမှာဒါမှမဟုတ်လို့ရှိရင်ငါအောင်မယူမဝင်ငါရန်သူလှုပ်လာတာတွေဒီလေတော်လှန်ရေးကိုအကုန်လုံးထိခိုက်နိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတကယ်သွားမယ်ဆိုလို့ရှိရင် COC ဆိုတဲ့ဟာက chain of command လို့ပြောကြတော့လေတကယ်ကြတော့ collaboration ဆိုတဲ့ပူးပေါင်းဆောင်ရွက်မှု
coordination ဆိုတဲ့ညှိနှိုင်းဆောင်ရွက်မှုနောက်တော့ communication ဆိုတဲ့ဆက်သွယ်ပေါင်းစည်းဆောင်ရွက်မှုတွေနဲ့အဲ့ဒီဟာတွေကိုအခြေခံပြီးတော့ကိုဥစားပေါ့နော် concept ဆိုတဲ့ကျွန်တော်တို့စီရေးဆိုင်ရာမူဝါဒနဲ့ပေါင်းပြီးတော့တကယ်ကိုလက်တွေ့ကြပူးပေါင်းဆောင်ရွက်တာဒီအခြေခံအကျဆုံးလို့ကျွန်တော်အနေနဲ့ကတော့မြင်ပါတယ်ဗျ ဟုတ်ကဲ့ပါဆရာဒါဆိုရင်ကျွန်တော်တခုပြန်ပြီးတော့မေးချင်တာကတိုင်းရင်းသားခေါင်းဆောင်တွေဘက်ကပေါ့လေအဲ့ဒီဘက်ကရောအခုလိုမျိုးပူပေါင်းဆောင်ရွက်မှုတွေကိုလိုလန်းလားရှိမယ်ပြီးတော့ဒီမြန်မာတိုင်းရင်းသားမြန်မာဒီပြည်မဘက်ကတော်လှန်ရေးအင်အားစုတွေအားလုံးကိုရောသူတို့အနေနဲ့အထောက်အပံ့တွေအကူအညီတွေပေးပြီးတော့တကယ်တမ်းခုနကမြန်မာပြည်ထဲမှာလည်းတကယ်တမ်းအောင်မြင်လာမှအားလုံးအတွက်တပြိုင်တည်းအောင်မြင်ခြင်းဖြစ်တယ်ဆိုတာမျိုးကိုဒီတိုင်းရင်းသားခေါင်းဆောင်တွေဘက်ကဒီလူမျိုးစုတွေဘက်ကရောလက်ခံထားတယ်လှုပ်ဆောင်နေကြတယ်လို့ဆရာမြင်ပါလားခင်ဗျအဲ့ဒီဟာရောဘယ်လိုသုံးသပ်မိပါလဲကျွန်တော်ကြည့်တာကတော့တချို့အဖွဲ့တွေကတော့လက်တွေ့ကြပေါ့နော်သူတို့ယုံကြည်လို့ရမယ်ထင်တဲ့အဖွဲ့တွေနဲ့ပူပေါင်းလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းတွေတော့ကျွန်တော်တို့ကြားတယ်တွေ့တယ်ဥပမာဆိုလို့ရှိရင်KIA တို့ KNU တို့နော်နောက်တစ်ခါကျတော့ကျွန်တော်တို့ AA တို့ဆိုရင်ဒီလိုမျိုးလုပ်တယ်ဆိုတဲ့သတင်းတွေကိုသတင်းမီဒီယာတွေမှာလည်းကျွန်တော်တို့တွေ့ရတယ်ဟုတ်ကဲ့တချို့ကြတော့လေနော်ဥပမာဆိုလို့ရှိရင်1027မှာဆိုလို့ရှိရင် TNL တို့ကိုကန်တို့ပေါ့နော်ဒီမြောက်ပိုင်းညီနောင်ဆိုပြီးတော့လှုပ်သွားတဲ့အချိန်မှာအညာဘက်ကအင်အားစုတွေသွားပြီးတော့ပူပေါင်းဆောင်ရွက်ပြီးတော့အဲ့မှာအပြန်လာအားဖြင့်ပေါ့နော်ဥစားပေါ့ကိုဘက်ကသွားပြီးတော့အသက်ပေးပြီးတိုက်တယ်လို့ကိုဘက်မှာလေလာပြီးတော့ပူပေါင်းဆောင်ရွက်မှုတွေလိုချင်မယ်ဆိုတဲ့မျှော်လင့်ချက်အရင်ကနေနဲ့သွားပြီးတိုက်ခဲ့တာကိုတွေ့ရတာရှိတယ်တိုးတော်လေ MNDAA အနေနဲ့ကြတော့တရုတ်ကဖိအားလို့ပြောပြီးတော့လာရှိုးတောင်ပြန်ပေးပြီးတော့နော်လှုပ်သွားတဲ့ပုံစံမျိုးတွေတွေ့ရတဲ့ခါကျတော့တော်တော်စိတ်မကောင်းစရာရှိသလိုဟုတ်ကဲ့တခါရှမ်းပြည်ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လေကျွန်တော်တို့ရှမ်းတပ်ဖွဲ့ဆိုလဲအချင်းချင်းချနေကြတာကပုံများတယ်တခါဝါဆိုလို့ရှိရင်လေဒါနောက်ွယ်ကထောက်ပတ်နေဆိုတဲ့သတင်းတွေကြားတော့လေနော်ဟိုထဲထဲဝင်ပါဝင်ပတ်သက်မှုဘယ်လောက်ရှိတယ်လဲဆိုတာကျွန်တော်တို့မသိရဘူးပေါ့တကယ်ကြတော့ကျွန်တော်တို့အားလုံးကနော်ကျွန်တော်တို့မြန်မာတပီလုံးလွတ်လပ်မှပါကိုဒေသတွေအသီးသီးဝါဆိုလဲဝါရှမ်းဆိုလဲရှမ်းအကုန်လုံးလွတ်လပ်မယ်ဒီလိုလွတ်လပ်ဖို့ဆိုတာကကျွန်တော်တို့ရှေ့ကတိုင်းရင်းသားကချင်တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကရင်တိုင်းရင်းသားခေါင်းဆောင်ကြီးတွေပြောသွားတဲ့အဆိုအမိန့်တွေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဗမာတွေကိုယ်တိုင်တော်လန်မှရမယ်ဗမာတွေကိုယ်တိုင်လက်နဲ့ဆွဲကပြီးတော်လန်မှရမယ်ဆိုတာတင်ရှားတဲ့ခေါင်းဆောင်နောက်ကချင်တော်လိုင်းခေါင်းဆောင်ကြီးတွေပြောသွားတယ်ကရင်တော်လိုင်းခေါင်းဆောင်ကြီးတွေပြောသွားတယ်ဒီအနေအထားကယနေ့မှာတော့တကယ်ကိုပေါ်ပေါက်ဒီအခွင့်အရေးကနောင်ကိုထပ်မရနိုင်တဲ့အခွင့်အရေးဖြစ်တယ်ဒီအခွင့်အရေးကိုကျွန်တော်တို့ကလက်စုပ်လက်ကင်ပြုတ်ပြီးတော့เนาะကျွန်တော်တို့တွေအကုန်လုံးနောက်တစ်ခါကျတော့လက်ရှိအနေအထားကိုကြည့်မယ်ဆိုလို့ရှိရင်လေမြန်မာစစ်တပ်ဒီเนาะသူကဂျုံကြလာပြီဖြစ်တယ်ပြုတ်ပြုံးလာပြီဖြစ်တယ်တိုက်တိုင်းပြေးနေရတဲ့အခြေအနေဖြစ်တယ်ပြန်ကြည့်ပါလောလောဆယ်သူဒီစင်ပိန်ကျွဲအဆင့်လောက်တော့ဖြစ်နေသေးတယ်တိုးတော့ပထမအောင်ဆုံးသူတို့ဒီမြန်မာဂျမ်ဘတ်စစ်တပ်ဒီစိတ်ဓာတ်ရေးရလုံးဝကိုပြည့်ရွက်နေပြီသူဆရာတို့လည်းကြည့်ပါဒီရပိုင်းမှာဆိုလို့ရှိရင်ကရင်နယ်ဒီမှာဆိုလို့ရှိရင်စက်ကောင်စီတက်စကန်တွေကိုတနေ့ကိုစကန်တစ်ခုနှုံးနဲ့သိမ်းနေတယ်သူတို့ရှိမှလူအင်အားရှိတယ်လက်နက်အင်အားရှိတယ်သို့တော့လာတိုက်ရင်ပြေးမယ်ဆိုတဲ့စိတ်တွေကသူတို့ရှိမှဝင်နေပြီထိုနည်းတူစွာပဲเนาะဂျန်တဲ့ဒေသတွေမှာဆိုလို့ရှိရင်လည်းကြည့်မယ်ဆိုလို့ရှိရင်လာတိုက်မယ်လို့ပြောတာနဲ့သူတို့ကပြေးဖို့ပြင်နေတယ်ဆိုတော့စိတ်ဓာတ်ပြတ်ယွင်းသွားပြီအဲ့တော့ရာမှာကျွန်တော်တို့ကစိတ်ကစတာဖြစ်တဲ့အတွက်သူတို့ဒီစိတ်ဓာတ်လုံးဝကိုယိုယွင်းသွားပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီလောက်တောင်အခြေအနေတွေကောင်းနေတပတ်ကျွန်တော်တို့ရှေ့ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းဇာတ်တို့လည်းကြားမိပါပေါ့နော်သူတို့တွေဒီတကယ်ကိုတိုက်တိုင်းရှုံးနေတယ်ဆိုတော့တကယ်ကိုတိုက်တိုင်းကိုတပြေးနဲ့ရှုံးလာပြီးတော့ရခိုင်နယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမြို့နယ်3ခုလောက်ပဲကျန်တယ်အဲ့ဒါကူတော့မှ AA ကထိုးစစ်တွေဆင်နေတဲ့အနေအထားရှိတယ်နော်နောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုတင်ထားပြီးပြီနော်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုတင်လိုက်တယ်နော်ဗမော်မှာဆိုလို့ရှိရင်ဒါကချင်ပြည်နယ်မှာရှိတဲ့တကယ်အကြီးဆုံးဒေသကို KIA ကထိုးစစ်ဆင်အဲ့တော့ဒီလိုမျိုးတွေလုပ်တဲ့အခါကျတော့မြန်မာပြည်အနှံ့ပြားမှာစစ်ကောင်စီကသူရင်မဆိုင်ရတဲ့စစ်မျက်နှာမရှိဘူးဒါအပြင်ကိုသူတို့နောက်တန်းမှနေနေကိုသူတို့မလုံခြုံတော့တဲ့အနေအထားတွေဖြစ်လာဆိုလိုချင်တာကသူတို့တွေဒီနေ့စဉ်ပြုံးတီးနေတယ်ဆိုတဲ့အခါကျတော့ဒီလိုအနေအထားမှာခုနကကျွန်တော်တင်ပြခဲ့တယ်လို့ပေါ့စင်ပိန်ကျွဲပေါ့နော်အဲ့လိုအနေအထားဖြစ်နေတဲ့အချိန်ဒီဟာကိုအမိရစုပ်ကင်ပြီးတော့ကျွန်တော်တင်ပြချင်တာကတော့နှစ်ပေါင်း80တော်လိုင်းအတွေ့အကြုံရှိတဲ့တကယ်ကိုတိုင်းသားလူနည်းစုခေါင်းဆောင်ကြီးများအနေနဲ့ဒီအခွင့်အရေးဒီနှစ်ခါပြန်မရနိုင်ဒါကိုကျွန်တော်တို့အမျှော်မြင်ကြီးသဘောထားကြီးနဲ့ရေရှည်ကိုကြည့်ပြီးတော့လက်ရှိတော်လှန်ရေးကိုအောင်မြင်ဖို့လို့အတွက်တကယ်ကိုလက်တွေ့ကြပူပေါင်းဆောင်ရွက်လို့ရှိရင်ပေးကြတယ်မလာဂျမ်ဘတ်စစ်တပ်ကိုကျွန်တော်တို့အမြင့်ဖြတ်လို့ရအဲ့လိုမျိုးနေထားကိုတော့ကျွန်တော်တို့တွေ့နေရပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါဆရာဒါဆိုရင်ဒီ NUG ဘက်ကပေါ့လေ NUG ဘက်ကပေါ့အခုကျွန်တော်တို့မြန်မာပြည်သူလူထုတွေရောပြီးတော့ဆရာတို့လို
တက်ကြွလှုပ်ရှားသူတွေရောသုံးသက်သူတွေရောပညာရှင်တွေရတော့ပေါ့လေဒီ NUG ဘက်ကနေပြီးတော့ပြင်သင့်တရားကိုပြင်ဖို့ရှိတယ်လှုပ်တင်တရားကိုလှုပ်ဖို့ရှိတယ်ပေါ့အဲ့ဒီအချက်အလက်တွေလိုအပ်နေတယ်ဆိုတာမျိုးတွေကိုထောက်ပြရတယ်ပြောဆိုတာတွေရှိပါတယ် NUG ကိုယ်တိုင်ကရောဘယ်လိုမျိုးခံယူနေတာကိုတွေ့ရပါလဲခင်ဗျာသူတို့အနေနဲ့ရောဘယ်လိုဒီပြင်ပြောင်းလဲမှုတွေအတွက်အဆင်သင့်ဖြစ်နေတာမျိုးရှိပါသလားသို့မဟုတ်ရင်ဆရာတို့ဘယ်လိုများအမြင်ရှိပါလဲခင်ဗျာအဲ့ဒါကိုသိစေချင်ပါတယ်ကျွန်တော်တို့ပို့လင်းလင်းတင်ပြလို့ဆိုရင်ဟိုဒီနှစ်စမ်းမှာတော့သမ္မတကြီးဒူဝါလက်ရှိလာနဲ့ဝန်ကြီးချုပ်ကြီးမန်ဝင်းခိုင်တန်းတို့ကပြောတဲ့စကားလေးတွေတချို့ကကျွန်တော်တို့အားတက်เสียရှိတော့လေးနှစ်ကြော်ကြာမှပြောတဲ့စကားဖြစ်နေအဲ့နံပါတ်1ချက်နံပါတ်2ချက်ဒီဟာတွေဒီကျွန်တော်တို့မပြောခင်ကတည်းကလွတ်ခဲ့ရမယ့်ကိစ္စတွေဖြစ်တယ်ဘာကြောင့်လဲကောင်းမွန်သောခေါင်းဆောင်မှုဆိုတာကပြည်သူကပြောမှသိတာမဟုတ်ကောင်းမွန်သောခေါင်းဆောင်မှုဆိုတာပြည်သူမပြောခင်ကိုရှေ့ကိုကြိုပြီးတော့အကုန်လုံး planning ချပြီးတော့လုပ်နိုင်တဲ့ခေါင်းဆောင်မှုမျိုးဖြစ်တယ်တိုင်းပြည်တစ်ခုဒေါ်လာတစ်ခုကိုခေါင်းဆောင်တဲ့ခေါင်းဆောင်မှုမပြောနဲ့ကုမ္ပဏီတစ်ခုကိုခေါင်းဆောင်တဲ့ကုမ္ပဏီ director လို့အဆင့်အောင်မှာဒါမျိုးကို plan ahead ကိုရှေ့ကိုကြိုပြီးစဉ်းစားထားရတာရှိတယ်နော်ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတို့တခါကြုံလက်တွေ့လုပ်နေတဲ့အခက်အခဲတွေအမှားယွင်းနေရှိချက်ချင်းပြင်ဆင်မှုတို့ဒါတွေကလှုပ်ဆောင်ရတာရှိတယ်အဲ့တော့ဒီဒေါ်လာရေးတစ်ခုကိုဥဆောင်နေတဲ့ NUG အဖွဲ့အစည်းတည်လက်တွေ့မှာတော့ကျွန်တော်အမြင်ပြောရရင်တော့အားရစရာလုံးဝမကောင်းဘူးပြုပြင်မှုကိုလုပ်ချင်တဲ့စိတ်ဓာတ်ကရှိသလားဆိုတာကတော်တော်လေးကိုတန်ရာရှိစေရှိတယ်။ဘာကြောင့်လဲတကယ်ပြုပြင်မှုကိုလုပ်ချင်မြန်မြန်ဆန်ဆန်နဲ့ပြည်သူစကားကိုချက်ချင်းနားထောင်ပြီးတော့လုပ်ခဲ့ကြမှာဖြစ်တယ်။သို့တော့အခုချိန်ဒီအဲ့ဒါတွေကိုသိမတွေ့ရအောင်။ပထမဆုံးအနေနဲ့အနည်းဆုံးကျွန်တော်တို့တင်ပြရမယ်ဆိုဒီဒေါ်လာရဲ့တစ်ခုကိုအောင်မြင်ဖို့ဆိုတာကဒေါ်လာရဲ့ခေါင်းဆောင်တွေကမြေပြင်မှာရှိရမယ်ပြည်တွင်းမှာရှိရမယ်။ဒါမျိုးတွေကိုကျွန်တော်တို့နဲတယ်နော်မရှိသလောက်ကိုရှိတယ်တကပြည်တွင်းမှာရှိရမယ်ဆိုလို့ကျွန်တော်တို့ကနေဆက်မြင်းပေါ်လောက်ကိုပြောတာမဟုတ်ဘူးကျွန်တော်တို့တကယ်ကိုရှေ့တန်းမှာရှိနေရမှာတကယ်ဒေါ်လာရင်းနယ်မြေတွေမှာရှိရမှာကျွန်တော်တို့အောင်မြင်ခဲ့တဲ့ဒေါ်လာရေးတွေအရေးတော်ပုံတွေကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်နော် BNN ဒေါ်လာရေးကြည့်မလားတရုတ်ကွန်မြူနစ်ဒေါ်လာရေးကြည့်မလားကျူးဘာဒေါ်လာရေးကြည့်မလားခေါင်းဆောင်နေသည်မြေပြင်မှာရဲဘော်တွေနဲ့မြေပြင်မှာစားမြေပြင်မှာအိတ်မြေပြင်မှာလက်တွဲပြီးတော့တိုက်ပွဲဝင်ပြီးတော့ပြည်သူနဲ့သသားတဲ့လုပ်ပြီးတော့အောင်မြင်မှုကိုယူသွားတာဒီပဲဒါပေမဲ့အတိတ်၄နှစ်ကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဥစားမှုဝင်ကြီးလို့နေရာယူထားတဲ့ပုံကိုယ်တွေကတတိယနိုင်ငံကိုထွက်ပြေးကြတဲ့အခါကျတော့အဲ့မှာကတဲ့တော်လန်ရေးကိုသစ္စာဖောက်တဲ့ပုံစံဖြစ်သွားပြီဆိုတော့ကျွန်တော်တို့လိုချင်တာဒီလိုမျိုးအရေးချင်းမဲ့တဲ့သစ္စာဖောက်တဲ့တော်လန်ရေးကိုလိုချင်တာမဟုတ်ဘူးကျွန်တော်ဒီလိုပြောလို့ဒီပုံကိုယ်နဲ့ကျွန်တော်နဲ့ပုံကိုယ်ဘာမှဟိုကမရှိဘူးကျွန်တော်တို့သိလည်းမသိဘူးတော့တော်လန်ရေးအကျိုးစီးပွားကိုကြည့်တဲ့အခါမှာတော်လန်ရေးမျက်နှာကိုထောက်ပြီးတော့ကျွန်တော်ဘုဘလင်းလင်းတင်ပြခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့လိုချင်တာကလက်တွေ့လှုပ်ဆောင်တဲ့လက်တွေ့အနစ်နာခံနိုင်တဲ့လက်တွေ့စွန့်လွတ်တဲ့ကျွန်တော်တို့ခေါင်းဆောင်တွေလိုချင်ဒါမျိုးတွေကိုနော်ကျွန်တော်တို့မြင်ချင်မှလည်းအခုဆိုတွေ့နေရဟုတ်ပါတယ်ကျွန်တော်တို့ဒေါ်လာရေးအစမှာကတော့ဘသူကဘသူမှမသိလို့ပါတီနောက်ခံနဲ့ထွက်လာတဲ့ NUG ဆိုတာကိုကျွန်တော်တို့ကဟောဘာပဲဖြစ်ငါတို့အရင်တော့ကသိခဲ့တယ်လေဆိုတဲ့မှတ်ယူမှုနဲ့ထောက်ခံခဲ့ကြတယ်တကယ်လည်းအားကူခဲ့ကြတယ်အပြည့်အဝထောက်ခဲ့ကြတယ်တော့လောက်လာတဲ့အလွဲတွေကတစ်နှစ်ကနေ2နှစ်2နှစ်ကနေ3နှစ်3နှစ်ကနေ4နှစ်ဆိုတော့ enough is enough လုံးပြီအဲ့တော့ကျွန်တော်တို့ကဓာကြီးကိုမှိမ့်မိသွားနေလို့ရှိရင်ရေကျွန်တော်တို့နစ်သွားနိုင်တယ်ဒါတော့အဖြစ်မခံနိုင်ဘူးတကယ်ကိုပြောင်းလဲခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြည်သူတွေရဲ့ရွေးချယ်မှုကလည်းတိတ်အရေးကြီးပါတယ်တော်လည်းတစ်ခုအောင်မြင်ဖို့ဆိုတာကကောင်းမွန်သောဥဆောင်မှုနဲ့ပြည်သူရဲ့ပါဝင်မှုပြည်သူရဲ့ပါဝင်မှုဆိုတာဒီပြည်သူရဲ့ရွေးချယ်မှုမှာလည်းပါဝင်ပါတယ်ကျွန်တော်တို့ပြည်သူတွေကတကယ်လက်တွေ့လုပ်နေတဲ့မြေပြင်မှာရှိတဲ့ခေါင်းဆောင်တွေကိုရွေးချယ်မှာလားဒါမှမဟုတ်ရှင်အများလုပ်လို့เนาะအများကအပြောများတဲ့အများရောင်တိုင်းလိုက်ကြောင်ပြီးတော့ဒိန်းတက်တဲ့ဂျိန်းဆိုတဲ့ဟာကိုပဲကျွန်တော်တို့ကလိုက်ရွေးချယ်မှာလားဆိုတာကိုပြည်သူတွေကိုယ်တိုင်ကပြက်ပြက်သားသားရွေးချယ်မှသာလျှင်ကျွန်တော်တို့ရမယ်ဒါပေမဲ့ဒီပုံစံတိုင်းတော့သွားလို့မရဘူးတော်လန်ရေးကသွေးသစ်လောင်းပြီးတော့တကယ်ကိုမြေပြင်မှာလုပ်နေတဲ့ခေါင်းဆောင်မှုတွေနဲ့လူငယ်မျိုးဆက်သစ်တွေနဲ့ပေါင်းဆက်ပြီးတော့ခုနကအကျင့်ပြချစားမှုတွေကိုပါကျွန်တော်တို့ကလုံးဝကိုရှင်းနိုင်မှသာတော်လန်ရေးကြီးကရှေ့ရောက်ပြီးတော့အောင်မြင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ပါတယ်ဗျဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကဲ့ဒါဆိုရင်ဟုတ်ကဲ့နောက်တစ်ခုကဒီ NUG အနေနဲ့ပေါ့လေအခုလှုပ်ဆောင်နေတဲ့အခါမှာဥပမာနိုင်ငံတကာမှာတချို့လှုပ်ဆောင်ချက်တွေကဒီတိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေတချို့အဲ့တွေကိုအကူအညီပေးရမရောက်ပဲနဲ့ဥပမာအနှောက်အယှက်ပေးရပေါ့လေဥပမာရောက်တဲ့အခြေအနေမျိုးတွေပေါ်ပေါက်နေတာတွေများရှိပါတယ်ခင်ဗျအဲ့ဒါတွေရောဆရာတို့သတိထားမိပါလားအဲ့ဒါကိုဘယ်လိုသုံးသပ်ချင်ပါလဲခင်ဗျ NUG အနေနဲ့အဲ့ဒါတွေရောဘယ်လိုမျိုးပို့ပြီးတော့ကောင်းမွန်ချင်းကပ်စီလိုပါလဲဆရာကျွန်တော်ဥစားပေါ့အဲ့မေကုန်းကိုတိတ်မရှင်းတော့လေ
ဆရာမေးခြင်းနဲ့အနေထားလေးကျွန်တော်တစ်ချက်လောက်ပြောပြပြီးပါ ဟုတ်ကဲ့ပါဥမာအာရခတတ်တော်ဒီ AA လှုပ်ဆောင်နေတဲ့ကိစ္စတွေကိုကျွန်တော်တို့ NUG နဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတွေအဲ့ဒီဘက်ကနေပြီးတော့ဥမာလူခွင့်ရေးဆိုင်ရာအဖွဲ့အစည်းမျိုးတွေနဲ့အဲ့လိုမျိုးပေါ့လေအတုံးချပြီးတော့ဟိုနာမည်ပြည့်စင်မဲ့အလုပ်မျိုးတွေဥမာအနှောက်အယှက်ဖြစ်စေမဲ့အလုပ်မျိုးတွေအဲ့လိုမျိုးတွေတစ်ခေါက်ပေါ်ပေါက်တာတွေတွေ့ရပါတယ်ခင်ဗျအဲ့ဒါတွေပေါ်နဲ့ပတ်သက်ပြီးတော့ဆရာဘယ်လိုမျိုးပြောပြချင်ပါလဲ NUG တို့ဟုတ်ကဲ့ဒါမျိုးကကျွန်တော်တို့တော်လှန်ရေးဆိုတာကနော်ကျွန်တော်တို့လက်တွေ့မြေပြင်မှာဘုံရန်သူကိုလက်တွေ့တိုက်နေတဲ့ဟာတွေကဒီလိုမျိုးမိတ်ဖက်ကိုဒီလိုမျိုးချိတ်ဆက်ပြီးတော့ကြောချင်းကပ်ပြီးရင်ချင်းအပ်ထားတာအဲ့ဒါကိုဒီတော်လှန်ရေးမှာကျွန်တော်ပုံလင်းလင်းပြောရလို့ရှိရင်အလွန်အားရပြီးအားကိုးပြီးတော့လေးစားအားကြတဲ့အဖွဲ့ထဲမှာအရခတက်တော့အေးကထိတ်ဆုံးပါတယ်တကယ်ကိုလူငယ်မျိုးဆက်တွေနဲ့နော်အရခသားတွေကိုယ်တိုင်ကလည်းမျိုးချစ်စိတ်အပြည့်နဲ့တာဝန်ယူစိတ်တာဝန်သိစိတ်အပြည့်နဲ့လက်တွေလှုပ်ဆောင်တခါသူတို့ကအပြုံးနဲ့မဟုတ်ဘူးလက်တွေလှုပ်ဆောင်နော်ကြည့်လိုက်ရခိုင်တပီလုံးကြီးပါကိုတင်ထားပြီးတော့နောက်ပိုင်းနဲ့ဆက်တာချုပ်ကိုပါတင်ထားပြီးတဲ့အနေထားဒီလိုမျိုးတော်လှန်ရေးကြီးအောင်မြင်အောင်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းအရခတက်တော်ဤအောင်မြင်မှုသည်မြမတော်လှန်ရေးအောင်မြင်မှုဖြစ်တယ်။ຫນွေဦးတော်လှန်ရေးအောင်မြင်မှုဖြစ်တယ်။ကချင်တော်လှန်ရေးကရင်တော်လှန်ရေးအားလုံးရဲ့အောင်မြင်မှုဖြစ်တယ်။ဘာကြောင့်လဲရန်သူကိုတကယ်လက်တွေ့နှွားနေလို့အဲ့ဒါကူမှာအနောက်ရှက်ဖြစ်အောင်နောက်ကနေပြောဓာတ်နဲ့ထိုးတဲ့လောက်ရက်ကတော့အလွန်မာရွန်းနေအဲ့ဒါဒီလုံတဲ့တဦးတယောက်တစ်ဖွဲ့တစ်စည်းကလုံတာလားဒါမှမဟုတ် NUG တစ်ဖွဲ့လုံးကလုံတာလားဆိုတာကိုကျွန်တော်ဒီနေရာကနေပုတ်ပွင့်လင်းလင်းမေခွန်းထုတ်ချင်တယ်တကယ်လို့မြန်NUG တစ်ဖွဲ့လုံးကလောက်တာဆိုရင် NUG ကတော်လှန်ရေးကိုသစ္စာဖောက်တာဖြစ်တယ်ကျွန်တော်တို့လုံးဝလက်မခံဘူးဘာကြောင့်လဲဆိုတော့အာရခတက်တော်ဒီຫນွေဦးတော်လှန်ရေးမှာဖြစ်ဖြစ်သူတို့အာရခအိမ်မက်ကိုတော့ဖော်ဆောင်တာဖြစ်ဖြစ်လက်တွေ့လုပ်ပြီးတော့ပြည်သူတွေအတွက်ကိုလက်တွေ့ဥဆောင်နေတဲ့မြေပြင်ကအဖွဲ့အစည်းဖြစ်တယ်အဲ့ဒါကိုလိုက်ပြီးတော့ကျွန်တော်တို့နော်နိုင်ငံတကာမှာအနောက်ရှက်ပေးတဲ့ပုံစံမျိုးဆိုကျွန်တော်တို့ကလုံးဝဆန့်ကျင်တယ်အထူးသဖြင့်ဆိုလို့ရှိရင်တချို့တွေဆိုရင်ကျွန်တော်ဥပဒေပညာရှင်ပါဟုတ်ပါနော်လူအခွင့်အရေးဆိုတဲ့စံနှုန်းဆိုတာကပုတ်လင်းလင်းပြောမယ်ဘာပေတယ်နဲ့တိုင်းပြီးတော့ဘသူတွေကဘလို့တိုင်းတာလဲဘယ်နိုင်ငံကတိုင်းတာလဲဘယ်အချိန်မှာတိုင်းတာလဲဆိုတဲ့ဟာတွေကတိတ်ပြီးတော့စကားပြောပါဥပမာကျွန်တော်ရှင်းရှင်းလေးပဲပြောမယ်နော်ယူကရိန်းနဲ့ရုရှားစစ်ပွဲကိုပဲကြည့်ကြည့်ပါအခုဒေါ်နယ်ထရမ့်တက်လာတဲ့အချိန်မှာလေသံပြောင်းပြီးတော့ပူတင်ကလုသမျှဘာမှမပြောဘဲနဲ့ရေငုံနှုတ်ဆက်နေခြင်းအပြင်သူတို့အမေရိကန်ကထားတဲ့စံနှုန်းဆိုတာတမရပြောင်းလို့ရှိရင်စံနှုန်းပြောင်းတယ်ဟုတ်ပါရှင်းရှင်းလေးပဲနော်နောက်တစ်ခုကျွန်တော်ပြောပြမယ်အခုလောလောဆယ် G7 အစည်းအဝေးမှာတော့မှပူတင်ကိုနော်ကျွန်တော်တို့ genocide ကျူးလွန်စုနော် war crime ကျူးလွန်သူဆိုလိုချင်တာလူအစွတ်လိုက်ပြုတ်လိုက်တပ်မှုကိုကျူးလွန်သူစစ်ရာဇဝတ်မှုကိုကျူးလွန်သူဆိုပြီးတော့ကြေညာချက်ထုတ်ဖို့မှာအမေရိကန်ဆန့်ကျင်တယ်မပါဘူးဟုတ်ပါစီးပွားရေးပိတ်ဆို့မှုမပါဘူးဒါတွေကိုချစ်ချင်အဖြစ်လူအခွင့်အရေးလို့အော်မယ်ဆိုရင်တောင်မှဘယ်စံနှုန်းနဲ့ဘယ်ချိန်နဲ့ဘသူကသတ်မှတ်ထားတာလဲလူချင်းလွဲလို့ပြောလို့ရှိရင်အများကြီးရှိတယ်နောက်ဆုံးပြနော်အခုစီးရီးယားကိုကြည့်အာဆတ်ကိုတော်လန်ခဲ့တဲ့နော်ပျောက်ကြားတပ်ဖွဲ့တွေယနေ့အချိန်မှာဘိုင်ဒန်လိုက်ထက်ကအကြမ်းဖက်သမားဆိုပြီးတော့ကမ္ဘာမှာနာမည်ပြတ်သွင်းထားခဲ့ပြီးတော့ယနေ့အချိန်မှာတော့ဒေါ်နယ်ထရမ့်ကလက်ဆွဲနှုတ်ဆက်ပြီးတော့စီးပွားရေးပေါင်းလို့စဉ်းစားနေပြီအဲ့တော့အကုန်လုံးကအရေးကြီးတာကစစ်ကိုနိုင်အောင်တိုက်ဖို့တော်လှန်ရေးအောင်နိုင်မှုကအဓိကပါတော်လှန်ရေးအောင်နိုင်မယ်ဆိုလို့ရှိရင်အရာဒီကျွန်တော်တို့ဒီနိုင်ငံတကာမှာလည်းတရားယူဝင်မှုရမယ်ပြည်သူတွေလည်းလွတ်လပ်ရေးရမယ်ကျွန်တော်တို့အနာဂတ်တွေကိုလည်းလှပအောင်ဖော်ဆောင်နိုင်မှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့တော်လှန်ရေးအောင်ဖို့ဆက်အောင်ဖို့ကိုအနောက်ရှက်လုပ်တဲ့သူတွေအဖွဲ့အစည်းတွေအားလုံးကိုကျွန်တော်အပါဝင်ပြည်သူတွေအကုန်လုံးကပြက်သားစန့်ကျင်ရမယ်ဆိုတာကိုတော့တင်ပြချင်တယ်ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်ဒါဆိုရင်အဲ့ဒီဟာနဲ့ဆက်ပြီးတော့ကျွန်တော်တို့တွေးမိတာတခုကလည်းဒီ NUG အဲ့လိုမျိုးလူအခွင့်အရေးဘိုင်းဆိုင်ရာအဲ့လိုခါလေးနဲ့သူကလှည့်ပတ်ပြီးတော့ဗောလေအဲ့လိုလုပ်ရတယ်ဆိုတာကတနည်းအားဖြင့်ဆိုရင်လည်းသူတို့ဒီအမေရိကန်တို့တိုင်းပြည်မျိုးကဗောလေဟိုတော်လှန်ရေးကိုထိထိရအတောက်ကူပြုလာမှလားဆိုရအားကိုချက်တွေနဲ့လှုပ်ဆောင်တယ်ဗောလေအဲ့အပြင်အားကိုပြီးတော့သူတို့အကြိုက်တွေလိုက်လုပ်ရတယ်ဆိုတဲ့သဘောအကြောင်းပြချက်တွေရှိကောင်းရှိမှာပါဆရာတို့တော်ညာလည်းတော်လှန်ရေးရဲ့တကယ်အနှစ်သာရကဒီအပြင်အကူအညီတွေနဲ့အောင်နိုင်မှာမျိုးလားသို့မဟုတ်ရင်လည်းကိုတိုင်းတကယ်လှုပ်ဆောင်ပြီးတော့မြန်မာပြည်သူလူထုတွေတကယ်တိုက်ပွဲမှာရမှာမျိုးလားအဲ့ဒါကိုဆရာအနေနဲ့ဘယ်လိုမျိုးပြောပြကြပါလဲခင်ဗျာတော်လှန်ရေးဆိုတာကထိုင်ဆုတောင်းနေလို့မရတော်လှန်ရေးဆိုတာသူများအားကိုးလို့မရတော်လှန်ရေးဆိုတာကကိုယ်တိုင်တော်လှန်မှကိုယ်တိုင်ဖြစ်တာလက်တွေ့ဒါအပြင်ကိုယ်တိုင်ဆိုတာကဒီတော်လှန်ရေးဒီမြေပြင်မှာရှိတဲ့အောင်မြင်မှုကဒီဒေါ်လာရဲ့အောင်မြင်မှုဒီပြည်တွင်းမှာရှိတယ်အဲ့ဒါရှင်းရှင်းလေးပဲ
ဒီဟာဒီခေတ်ဆက်ဆက်ပြောလာတဲ့စကားမနေ့ကလည်းမှန်တယ်ဒီနေ့လည်းမှန်တယ်အနာဂတ်လည်းမှန်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အကျိုးစီးပွားနဲ့ဆိုင်တာတွေကြီးပဲအမေရိကန်ဆိုလည်းသူ့အကျိုးစီးပွားမရရင်သူမလုပ်ဘူးတရုတ်လည်းသူ့အကျိုးစီးပွားမရရင်မလုပ်ဘူးအကုန်လုံးကအကျိုးစီးပွားတွေမြန်မာပြည်မှာကြတော့အမေရိကန်ကသူ့မှာမက်လောက်เสียသိမရှိအဲ့တော့ဒေါ်နယ်ထရန့်လူနော်ကိုပြည်တွင်းကိုသူ့ရဲ့တစုတပွဲစန်တာဗဟိုပြုတဲ့အဖွဲ့အစည်းဆိုပိုဆိုးတာမြန်မာပြည်ဘက်ကိုသူလှည့်ကြည့်ဖို့အစီအစဉ်မရှိဘူးအဲ့တော့ငကိုတဲကဘိုင်ဒန်ကိုသွားပြီးတော့အားကိုးတယ်နော်လာပြီးကူညီလိုက်မလားလို့ဘိုင်ဒန်ကလည်းပြားရင်တွေပဲဝမ်းချခဲ့အဲ့တော့တကယ်ကျွန်တော်ပို့ဝင်လည်းတင်ပြလို့ရှိရင်ငကိုကလေးကနော် NUG ဖြစ်ဖြစ်ဘယ်ဖွဲ့စည်းဖြစ်ဖြစ်ဥဆောင်မှုကိုယူထားတယ်ဆိုရင်ကိုဘာကိုအားကိုးရမှာကိုယ်တိုင်ညှက်အားထုတ်ရမှာသူများကလှုပ်ထားတဲ့ဟာတွေကိုသွားပြီးတော့ငါကနေသွားပြီးတော့လက်ကလေးဝင်ပြီးငါတို့လည်းပါတယ်ဆိုပြီးတော့နာမည်မလို့ခြင်းနဲ့တခါကျရင်အဲ့လိုမျိုးသွားပြီးတော့နာမည်လိုချင်လို့သွားပြီးတော့ပေါင်းခဲ့ပြီးတော့မှရှေ့မှာလှုပ်ထားတဲ့ဟာကြီးကနော်အပုတ်အိုးကြီးဆိုလို့ရှိရင်အဲ့ဒီအပုတ်နံကအဲ့ဒီဝင်ပြီးတော့လက်ရှုပ်တဲ့သူတွေပါအပုတ်နံကနမ်းပါဆိုလိုချင်တာကနော်လူခွေရေးဆိုပြီးတော့ဒစိမ့်တက်ထားပါမယ်ဒီလူခွေရေးလို့ဒစိမ့်တက်ထားတော့လေအဲ့ဒီလှုပ်ဆောင်ခဲ့တဲ့ရှေ့ကဟာတွေကတကယ်ကိုလူခွေရေးကိုကိုစားပြုတာလားဒါမှမဟုတ်ရှင်တိုင်းပြည်ကိုနော်တပည့်တကာကိုရွေချက်ရှိနဲ့တပည့်တကာအနောက်ရှက်ပေးချင်တာလားဆိုတာတွေကတချို့ဟာတွေကရှိဒါတွေကကျွန်တော်တို့အနေနဲ့အတိအကျမသိနိုင်ဘူးအဲ့တော့တကယ်လုတ်ခဲ့ရမှာကလူခွေရေးဆိုပြီးတော့နာမည်တက်ပြီးလုတ်လို့ရှိရင်လေကိုယ်တိုင်ကိုကြတသေးချသုံးသက်စစ်စစ်ပြီးလုတ်ရမှာပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့သူများလို့သူများငါတို့လည်းပါတယ်ဆိုပြီးတော့သွားပြီးတော့အလွယ်တကူပေါ့ပေါ့ပဲပဲနဲ့ထောက်ခံတာတော့အဲ့လိုမျိုးဝင်ပါတဲ့သူတွေကအရေးချင်းမဲ့လို့အားကြီးတယ်ညံ့ဖြစ်လို့အားကြီးတယ်တကယ်တော့ဒီလိုမျိုးအရေးချင်းညံ့ဖြစ်နဲ့အရေးချင်းမရှိတဲ့ခေါင်းဆောင်မျိုးကျွန်တော်တို့ကမလုပ်ချင်ကျွန်တော်တို့လိုချင်တာဒီဇာလန်စကီလိုခေါင်းဆောင်မျိုးမြေပြင်မှာတကယ်ရှိတဲ့ခေါင်းဆောင်မျိုးပြည်သူကိုစားပြုတဲ့ခေါင်းဆောင်မျိုးအမျှော်မြင်ကြီးသောခေါင်းဆောင်မျိုးဒါမျိုးကိုလိုချင်တာဖြစ်တယ်ဆိုတာကိုကျွန်တော်တင်ပြချင်ပါတယ်ဟုတ်ကဲ့ပါဆရာကျေးဇူးအများကြီးတင်ပါတယ်ဆရာဒီလိုခေါင်းဆောင်မျိုးကကျွန်တော်တို့ပြည်တွင်းထဲမှာပေါ်ပေါက်လာနိုင်လားရှိနေနိုင်လားဥပမာရှိနေပြီးသားထဲကနေပြီးတော့ကျွန်တော်တို့လူငယ်တွေတကယ်တက်ကြွတဲ့တကယ်လှုပ်ဆောင်နေတဲ့အထဲမှာဆရာတို့အနေနဲ့ဆိုရင်ဒါကျွန်တော်တို့မှာဖြစ်နိုင်ရရှိတယ်မျှော်လင့်ချက်တွေအများကြီးရှိတယ်လို့ဆရာပြောလို့ပါလားခင်ဗျာဆရာရှိတာပေါ့ရှိတယ်အဲ့တော့တကယ်ကြတော့ပေါ်ပေါက်နေပြီးပေါ်ပေါက်နေပြီအဲ့တော့ကျွန်တော်အနေနဲ့ဘယ်သူပဲဝါဆိုတဲ့ဘိုင်ဒင်းတွေတော့မတက်တော့ဘူးဘာကြောင့်လဲဆိုတော့ပေါ်ပေါက်နေတာတွေကအများကြီးဖြစ်နေလို့တော်တော်ကိုများကိုမြန်မာပြည်နဲ့မှာကျွန်တော်တို့တွေ့နေရတယ်ဆိုတော့ဆရာကျွန်တော်ပြပြမယ်တခင်အောင်ဆန်းပေါ်လာတဲ့အချိန်ကလည်းတခင်အောင်ဆန်းကိုအောင်ဆန်းကစောက်တကန်းဆိုပြီးတော့ပြောခဲ့ကြတာအောင်ဆန်းက6နှခမ်းရှောက်နေရဆိုပြီးတော့ပြောခဲ့ကြပြီးတော့တခင်အောင်ဆန်းကသူ့အမျိုးတွေကိုယ်တိုင်ဆန့်ကျင်ခဲ့တခင်အောင်ဆန်းအသက်30နဲ့ပေါ်လာတဲ့အခါကျတော့အစင်လာရှိတဲ့ဒေါက်တာဘွဲရထားပြီးတော့အသက်ကြီးတဲ့ပုဂ္ဂိုလ်ကြီးတွေနိုင်ငံရေးအစင်လာရှိတဲ့ဝါရည်ကြီးတွေဆန့်ကျင်ခဲ့ကြတာပဲတိုးတော်လေတခင်အောင်ဆန်းတို့ခက်ကတခင်အောင်ဆန်းကံကောင်းခဲ့တာကသူ့ကိုပခုံးထမ်းတင်ပေးမဲ့လူကြီးမျိုးဆက်တွေရှိတယ်ပြောချင်တာကသခင်ကိုတော်ပိုင်းတို့သခင်မြတို့နော်ဥရာဇက်တို့ဒီတို့ဥပချိုတို့ဒါတွေရှိခဲ့တယ်နော်ဆိုတော့အခုကျွန်တော်တို့တော်လန်ရေးမှာကသခင်အောင်ဆန်းကဲ့သို့လူငယ်မျိုးဆက်တွေကတိုင်းသားလူမျိုးပေါင်းစုံမှာပေါ်ထားပြီးသားနော်ပေါ်ထားပြီးသားရှိနေပြီးသားဖြစ်တယ်သို့တော့ကျွန်တော်တို့အစင်လာရှိတဲ့ခေါင်းဆောင်ကြီးတွေအနေနဲ့နော်တိုင်းပြည်ရဲ့အနာဂတ်ကိုကြည့်ပြီးတော့ပခုံးထမ်းပေးရမှာဒီအချိန်မှာတို့ကရှေ့ကခေါင်းနေရတဲ့ပခုံးနေရမှာပြောင်းယူရမယ်သူတွေဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေရာတွေဒီသတင်းစကားကိုအကုန်လုံးပေးခြင်းတယ်ဘာကြောင့်လဲလူငယ်မျိုးဆက်တွေကအတွေးခေါ်သက်တွေနဲ့စိတ်ဓာတ်သက်တွေနဲ့ဒီမှာတော်လန်ရေးမှာအဆုံးသက်တိုက်ပွဲသူတို့ကနှွှဲရမှာအဲ့တော့လက်ရှိမြေပြင်မှာပေါ်နေပြီးပြီပဲကျွန်တော်တို့ကဒီအချိန်မှာပခုံးကောင်းအောင်ပခုံးကောင်းနဲ့ဝိုင်းပြီးတော့ထမ်းတင်ပေးရမှာမြေပြင်မှာတကယ်ပေါ်ပြီးသားဖြစ်နေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ရှေ့မှာတင်ပြခဲ့သလိုဒီတော်လန်ရေးအောင်ဖို့ဆိုရင်ပြည်သူရဲ့ရွေးချယ်မှုအဲ့ဒါလည်းအရေးကြီးတယ်ဆိုပြည်သူကဝိုင်းပြီးတော့ရွေးချယ်ပေးရမယ်ပြည်သူကဝိုင်းပြီးထောက်ခံပေးရမယ်ဒီတော်လိုင်းရေးကြီးအောင်ဖို့ဆိုလို့ရှိရင်တကယ်ကြတော့ကျွန်တော်တို့ကနော်ကျွန်တော်တို့ mass media ရဲ့ money ရဲ့ military ရဲ့ဆိုတဲ့ M လေးလုံးဆိုတဲ့ပုံကနောက်ဆိုင်ကြီး၄ခုကဟန်ချက်ညီရမှာဖြစ်ပါတယ်အဲ့တော့ခုနကပြည်သူရဲ့ပါဝင်မှုဆိုတာကပြည်သူရဲ့ရွေးချယ်မှုထောက်ခံမှုဖြစ်ပါတယ်အဲ့ဒါက mass နော် media ဆိုတော့ဆရာတို့လိုကျွန်တော်တို့လိုနော်လူထုကိုသတင်းစကားပေးတာတွေစီးရုံတာတွေခွန်အားပေးတာတွေဒါတွေ media တွေကလည်းခွန်အားကောင်းမှုလို့ပဲနောက်ကကျတော့ money ပတ်စံရှိမှကျွန်တော်တို့စားဝတ်နေရေးနဲ့နော်အတူအရှိတွေနော်နှခမ်းဒီတောင်းဆိုင်တွေလုပ်လို့ရမှာဖြစ်တယ်ပတ်စံကလည်းအရေးပါတဲ့အခါကျတော့ဒီပတ်စံကိုမှန်ကန်လိုအပ်တဲ့နေရာတွေမှာကျွန်တော်တို့သုံးစွဲနိုင်မှုသိရေးကြည့်တယ် military ဆိုတာကလည်းကျွန်တော်တို့အခုလောလောဆယ် PDF တွေ LDF တွေ UG တွေတိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေသူတို့တွေကလည်းနော်ကျွန်တော်တို့ဒုံးနဲ့တိုက်ရတာမဟုတ်ဘူးအတူအရှိနဲ့တိုက်ရတာဆိုတော့ဒီအားတွေကိုဟန်ချက်ညီအဲ့တော့ခုနကကျွန်တော်တို့လက်နက်ကိုင်တပ်ဖွဲ့နဲ့ M လေးလုံးနဲ့ဒီဘက်ကပြည်သူတွေရဲ့လူထုအခြေပြုနော်ပျောက်ကြားတော်လှန်ရေးစစ်တွေနဲ့လူထုအခြေပြုအရေးတော်ပုံတွေနဲ့ဆက်ဆက်ဖို့ကခုနကကောင်းမွန်သောခေါင်းဆောင်မှုတွေနဲ့
သွားပြီးတော့ဆက်ဆက်နေတယ်တခါလူထုရဲ့ရွေးချယ်မှုတွေနဲ့သွားပြီးတော့ဆက်ဆက်နေတာကိုကျွန်တော်တို့တွေ့ရတယ်ဒီလိုမျိုးလူထုတွေကလည်းမှန်မှန်ကန်ကန်ရွေးချယ်ပြီးတော့ဝင်းရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒေါ်လာရေးကြီးကဒီကပို့ပြီးတော့အောင်မြင်မှာဖြစ်တယ်ကျွန်တော်အနေနဲ့ထပ်ပြီးဖြည့်ဆွတ်တင်ပြချင်တာကနော်ကျွန်တော်ဒါကတိုင်းရင်းသားဒေါ်လာရေးခေါင်းဆောင်ကြီးတွေအကုန်လုံးလည်းစဉ်းစားစီခြင်းတယ်နော်လက်ရှိမြေပြင်မှာတက်ပွဲဝင်နေတဲ့ခေါင်းဆောင်တွေက NUG အပါအဝင်အားလုံးစဉ်းစားစီခြင်းဆိုလို့ကျွန်တော်ကဂျီဒေါ်လာရေးကြီးကကျွန်တော်တို့အားလုံးလွတ်မြောက်ဖို့ဒီကောင်တွေမရှိမှရမှာဆိုတော့ကျွန်တော်လောလောဆယ်ကနော်လက်ဗလာနဲ့စားခဲ့တယ်မျိုးဒေါ်လာရေးဆိုနော်လက်သုံးချောင်းထောင်ပြီးစားခဲ့တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့မျိုးပြပျောက်ကြားနေအခုအတူရှည်တွေနဲ့နော်လန်ကျိုးတွေကိုယ်ဓာတ်ပေါက်တွေပြည့်အပေါ်ကနေကောင်းငင်ကနေဖြုတ်ချတဲ့အဆင့်ထိကိုရောက်လာဒီအဆင့်ထိရောက်လာဆိုတော့အရင်တော့ကကျွန်တော်တို့တွေကပျောက်ကြားဆက်နော်မျိုးပြပျောက်ကြားနေပြီးတော့တောနေကျဲလေးတွေထိပျောက်ကြားဆက်ကနေအခုဆိုလို့ရှိရင်နော်ကျွန်တော်တို့ဟိုစခန်းတွေကိုသိမ်းတဲ့အဆက်ကိုကနေပြီးတော့တိုက်စစ်တွေထိရောက်လာဟုတ်အဲ့ဒီအချိန်မှာကျွန်တော်တင်ပြချင်တာကကျွန်တော်ဒီအရက်သားတယောက်ဖြစ်ပါတယ်သို့တော့ကျွန်တော်အနေနဲ့ထပ်ပြီးတင်ပြချင်တာကမဟာဗျူဟာမြောက်ရန်သူတွေကိုခြေမုံတဲ့ဟာတွေကိုလည်းစင်စက်မပြတ်လုပ်နေဖို့လိုတယ်ဆိုပြီးတော့ကျွန်တော်အရက်သားတယောက်အနေနဲ့ကျွန်တော်ယူသသားတွေးမိတာရှိပါတယ်အဲ့ဒါတွေကတော့ဘာလဲဆိုတော့ကျွန်တော်နံပါတ်1စစ်ကောင်စီကနော်အခုလောလောဆယ်ဒီကျွန်တော်ရှင်းမှာတင်ပြခဲ့တယ်လို့သူ့ရဲ့ပြပြုတ်ပြုံးလာတဲ့အင်အားတွေကိုအစားထိုးဖို့အတွက်ပြည်သူကိုအိမ်ချက်ချင်းအိုးမဲတုပ်ပြီးခွတ်ခိုင်းတယ်အဲ့ဒါကတော့ဗာလေအတင်းကျပ်စစ်မှုထမ်းဥပဒေနဲ့ပြည်သူတွေကိုအတင်းကိုဖမ်းပြီးတော့တွတ်သွင်းတဲ့အခါမှာသူတို့တင်တဲ့အရေးကြီးအတွက်ပေါင်း14ချိန်လောက်ထိကိုသူတို့ရသွားတယ်အဲ့တော့သူတို့ပြုံးတီးသွားတဲ့အင်အားတွေနေရာမှာသူတို့ကစက္ခတွေအစားကိုထပ်ပြီးတော့ပြည်သူတွေကိုအစားထိုးပြီးတော့လူသားတိုင်းတွေနော်မိုင်းရှင်းတဲ့တပြက်စီးတွေအဖြစ်သုံးနေတယ်ဒါဒီအလွန်ကြောက်ရွံ့စရာကောင်းတယ်စိုးရင်စရာကောင်းတယ်ဒါကြောင့်မလို့ဒါကိုကျွန်တော်တို့နံပါတ်1အပြတ်ဖြတ်ကိုကျွန်တော်တို့မြန်မာတပီလုံးမှာရှိတယ်နော် AAKI အပါအဝင် NG အပါအဝင် LDF PD အကုန်လုံးကဝိုင်းပြီးစဉ်းစားသိခြင်းတယ်နော်အဲ့ဒါကိုကျွန်တော်တို့မရရအောင်ဖြတ်ဖို့နံပါတ်2ချက်ကကျွန်တော်တို့ရန်သူကလေချောင်းဆုံးမှုကိုလုပ်အားလုံးမသိတယ်ဘယ်နေရာမှာမစစ်သူတို့ကုန်းချောင်းလာရင်သူတို့ရှုံးတာပဲရေချောင်းလာလဲရှုံးတဲ့အချိန်မှာသူကလေမြန်ကိုအဓိကအားကိုးရဆိုတော့လေမြန်ကိုကောင်းကင်မှာပြန်နေတဲ့အချိန်မှာရှင်းဖို့ဆိုတာကစိန်ခေါ်မှုကြီးတယ်အဲ့တော့ငှက်တိုက်တွေလထားတိုက်တွေကျွန်တော်တို့ရှင်းဖို့ကိုစူးစမ်းရမယ်ဆိုတဲ့မဟာဗျူဟာကိုကျွန်တော်တင်ပြချင်တယ်နံပါတ်3ဒီကောင်တွေကနော်အတူအရှိတွေဆိုတာကခဲယမ်းမိကြောက်မရှိလို့ရှိရင်ဒုတ်ပါပဲအဲ့တော့ခဲယမ်းမိကြောက်တွေကိုစဉ်စမ်းမပြတ်ထုတ်ပေးနေတဲ့ကာကွယ်ရေးပစ္စည်းစက်ရုံကပ္ပစတွေကိုရတဲ့နည်းနဲ့ရှင်းချင်းဆိုတာဒီလည်းသိအရေးကြီးပါတယ်နံပါတ်4အချက်ကဥပမာဆိုဗမောကိုအခုဒီကောင်တွေထိုးစစ်ဆင်တယ်ဘလို့ထိုးစစ်ဆင်လဲနော်ကုန်းချောင်းကနေသူတို့လာလို့မရတဲ့အခါကျတော့ရိုက်နေပူအဲ့တော့ကျွန်တော်တို့ကသူတို့ရဲ့တေယူပတ်ဆောင်ရေးနဲ့ဆက်သွယ်ရေးစနစ်တွေကိုစဉ်ဆက်မပြတ်နော်ဘယ်နေရာမြန်မာပြည်ရဲ့ဘယ်နေရာမှာရှိနေနေကျွန်တော်တို့နော်ကိုယ့်ဘက်ကမထိခိုက်ပဲနဲ့ဖြတ်တောက်ဖို့စူးစမ်းခြင်းနဲ့နံပါတ်5အချက်ရန်သူကိုနေညမပြတ်နေတိုင်းနော်စိတ်ဓာတ်ကအစအနာမပေးဘဲနဲ့ရန်သူရဲ့နောက်တန်းဌာနချုပ်တွေဖြစ်တဲ့တပ်မဌာနချုပ်တိုင်းဌာနချုပ်တွေကိုကျွန်တော်တို့အဝေးကနေလှမ်းစော်ပြီးတော့နော်လှုပ်ချင်းဆိုတဲ့5ချက်ကိုကျွန်တော်တို့လှုပ်ကြဖို့လိုတယ်ဆိုတာကိုကျွန်တော်အနေနဲ့ဒီနေ့ကနေတင်ပြခြင်းနဲ့ဒီနေ့မှာကျွန်တော်ထပ်ပြီးတော့တင်ပြခြင်းတာပြီးခဲ့တဲ့ရက်ပိုင်းက AA ကနေပြီးတော့နော်ကျွန်တော်တို့ကြော်ညာစာတစ်စောင်ထုတ်လိုက်တာကိုကျွန်တော်တွေ့မိတယ်အဲ့ဒါကတော့အာရခဒေတာကလူငယ်တွေအနေနဲ့ပေါ့နော်ဒီမကိုနော်ထွက်တဲ့ဟာတွေကိုတားမြစ်တယ်ဆိုတာဒီနေရာမှာကျွန်တော်အနေနဲ့တင်ပြချင်တာက AA ကအမျိုးသားအကျိုးစီးပွားအတွက်ကိုအရေးပေါ်ရနော်သူတို့လုတ်တဲ့အချိန်မှာဘာကိုသွားပြီးတော့မဟာဗျူဟာမြောက်ကျွန်တော်တွေ့ရလဲဆိုနံပါတ်1အချက်ဘာကြောင့်လဲဆိုတော့ AA ကဒီလိုထုတ်ဝခြင်းအကြောင်းရင်းမှာကျွန်တော်တို့သတင်းတွေမှာဖတ်ရတဲ့အခါမှာဘာကိုတွေ့ရလဲဆိုတော့ဒီရခိုင်သားတွေလူငယ်တွေဟာစစ်မှုထမ်းတပ်ကိုမှီနေတဲ့အခါကျတော့စစ်ကောင်စီကသူတို့နေကူရောက်လာတဲ့ဖမ်းပြီးအတင်းကျပ်စစ်မှုထမ်းဖို့ပို့တယ်ဟုတ်ပါစစ်မှုထမ်းဖို့ပို့တယ်ဆိုတော့နံပါတ်1အချက်စစ်ကောင်စီအတွက်ကသူတို့စခဥယျာဉ်ရသွားတယ်နံပါတ်2ချက်သူတို့ဒီအေးပါဝင်ကျွန်တော်တို့ဒေါ်လာကြီးကိုပြန်တိုက်မဲ့အင်အားစုတွေဖြစ်သွားတယ်အဲ့တော့နှစ်ခါနာသွားတယ်တိုးတော့အေးကဒီလိုမျိုးကြေညာချက်ထုတ်လိုက်တဲ့အချိန်မှာအကျိုးစီးပွားကဘာဖြစ်သွားလဲဆိုတော့နံပါတ်1ချက်စစ်ကောင်စီကလုပ်နေတဲ့အတင်းကျပ်စစ်မှုထမ်းဥပဒေကိုချက်စီးရရောက်သွားတယ်ဘာကြောင့်လဲစစ်ကောင်စီကသူတို့အတင်းကျပ်ရခိုင်သားတွေကိုဖမ်းပြီးတော့ထည့်လို့မရတော့ဘူးနံပါတ်2အချက်နော်အေးမှာနောက်ထပ်တိုးပြီးတော့နော်ကျွန်တော်တို့အင်အားစုတွေတိုးလာတယ်ဘာကြောင့်လဲအေးဒီလောက်ကျေပြတ်နဲ့နေမြေကြီးကိုထိန်းထားတဲ့အချိန်မှာသူ့မှာလူအင်အားလူမဲ့စစ်ပန်းနေတဲ့လူတွေရှိမယ်အနာရောဂါရှိနေတဲ့လူတွေဒါတွေအတွက်ကိုအဖန်ရခိုင်နိုင်ငံတော်အတွက်ကိုကာကွယ်မဲ့အင်အားစုသစ်တွေဖြစ်လာမဲ့ဟာဖြစ်တဲ့အတွက်နော်ကျွန်တော်အနေနဲ့မြန်မာပြည်လုံးအတိုင်းအတာကိုကျွန်တော်ကြည့်မယ်ဆိုရင်မဟာဗျူဟာမြောက်နော်ကျွန်တော်ရှေ့မှာတင်ပြခဲ့တဲ့နံပါတ်1အချက်ဖြစ်တဲ့စစ်ကောင်စီကစက်မပြတ်စခတ်သစ်တွေရတာကိုဖြတ်လိုက်တာဖြစ်တဲ့အတွက်တကယ်ကိုလေးစားစရာကောင်းတဲ့အမျှော်မြင်ကြီးတဲ့လှုပ်ဆောင်မှုတစ်ခုဖြစ်တဲ့အခါကျတော့ကျွန်တော်တို့တိုင်းရင်းသားဘောင်းဆောင်ဒီလှုပ်ဆောင်ချက်ကိုကျွန်တော်သေချာလေးဝိုင်းပြီးတော့နော်လေးလာပြီးတော့ကိုယ်အနေနဲ့ကိုယ်ဒေသနဲ့လိုက်လျောညီထွေမဲ့ဟာတွေကိုလှုပ်ဆောင်ခြင်းအပြင်စစ်ကောင်စီကိုစခတ်အသစ်တွေမရအောင်လှုပ်ဆောင်မှုလိုတယ်ဆိုတာကိုဖြစ်ဆက်တင်ပြခြင်းပါကျေးဇူးပါဗျာကျေးဇူးများကြီးတင်ပါတယ်ဆရာဦးမြို့ထိုက်တန်သင်ခင်ဗျာကျွန်တော်တို့မြန်မာပြည်သူလူထုတွေအတွက်အခုလိုရှင်းလင်းပြီးတော့
ပြတ်သားပြီးတော့စနစ်ကျတဲ့သုံးသပ်မှုတွေနဲ့တင်ပြပေးသားတယ်ကျွန်တော်တို့အာရခမီဒီယာအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်လည်းကျွန်တော် အာရခမီဒီယာကိုလည်းကျွန်တော်ဒီနေ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့